SSK ကပြန်လို့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့ Business English အနေနဲ့ Daily Accounting Department တွေမှာဘယ်လို Accountant တွေနဲ့ Manager တွေ conversation တွေလုပ်ကြလဲဆိုတော့ကျွန်တော်ကအပိုင်း၃ပိုင်းခွဲပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်ဒါကတော့ Video number 1မှာ Date 17 October အချိန်ကတော့9နာရီ duration ကတော့များသောအားဖြင့်30 to 40 minutes 45 minutes participant ပါဝင်တဲ့သူတွေကတော့ manager နေရာမှာ co staff တွေနေရာမှာ agent account payable payable ကိုင်တဲ့ accountant ဇော်မင်း account receivable ကိုင်တဲ့မင်းဤ payroll and HR support accountant general ledger and reporting ကိုင်တဲ့တက်စု fixed asset and depreciation တွေကိုကိုင်တွယ်တဲ့တီရီယာဘတ်လို့ consolidation တွေလုပ်ရတယ်ငင်းချမ်း GST VAT ဆိုတဲ့ tax တွေကို file လုပ်ရတယ် memo ကတော့ admin နဲ့ petty cash ကိုင်ဒီ accountant ရှေ့အောင်နဲ့ manager တယောက်သူတို့ဘယ်လို daily meeting တွေမှာ tax တွေကို assign လုပ်တယ်လဲဆိုတာကိုပြောပြချင်တာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ number 1 introduction meeting တစ်ခု introduction ပြီးသွားလို့ရှိရင် text တွေကို assign လုပ်တယ် manager ကနေပြီးတော့မှအဲဒီ text တွေ assign လုပ်တဲ့အခါမှာ clarification သူတို့သိချင်တာမရှင်းတာလေးတွေကိုပြန်ပြီး discussion လုပ်တယ် accountant တွေကနေပြီးတော့ manager နဲ့ပြီးလို့ရှိရင်သူတို့လုပ်တဲ့အားလေးတွေကို participation တွေ contribution တွေလုပ်ကြရတယ်ပြီးရင် follow up ဘာတွေပြီးသွားပြီလဲ progress တွေကဘယ်ရောက်ပြီလဲ check in လုပ်တယ်ပြီးလို့ရှိရင်တော့ necessary discussion တွေထပ်ပြောမယ်နောက်တစ်ခုကတော့ meeting end next day assignment ထပ်လုပ်တယ်ဒီလိုနဲ့ meeting တွေက daily meeting တွေမှာလဲနေတာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာကျွန်တော်ပြောချင်တာကတော့ introduction ပိုင်းနဲ့ tax assign လုပ်တဲ့နေရာဘယ်လို manager တွေနဲ့ accountant တွေစကားပြောကြလဲဆိုတော့ conversation လေးကိုပြောသွားချင်တာဖြစ်ပါတယ်ဒီနံပါတ်1 introduction meeting စပြီဆိုလို့ရှိရင် meeting ကျင်းပတဲ့ manager တို့မှုဆိုရတာစပါမယ် Good morning team let's start our daily meeting today we will go through penny tax new priorities and any clarification you might have before closing this week accounts our key focus today is October monthly closing preparation and GST reconciliation Good morning team hey good morning ma let's start our daily meeting ငါတို့နေ့စဉ် meeting လေးစလိုက်ကြအောင် today we will go through today အဓိကလောက်ရမှာကပါလေ penny tax ဆိုတာမပြီးသေးတဲ့ဆရာရှိတဲ့အချက်လက်တွေ new priorities ဘာရဲ့အဓိကထပ်ပြီးတော့အသစ်ပေါ်လာလဲဘယ်ကောင်တွေဦးစားပေးရမလဲ and any clarification you might have မင်းတို့မှာမေးချင်စရာလေးတွေမရှင်းလင်းတာတွေရှိလို့ရှိရင်မေးမယ် okay before we closing this week accounts ဒီလမှာရှိတဲ့အကောင့်ကတော့မပိတ်ခင်မှာငါတို့ဒါတွေ discussion လုပ်ကြ။ဘာလို့မလဲ honey tax မပြီးသေးတဲ့ tax တွေ new priorities နောက်ထပ်ပေါ်လာတဲ့အရေးကြီးတဲ့ဟာတွေ any clarification မရှင်းလင်းတဲ့ဟာတွေကိုအဓိကထားမယ်။ Our key focus today is ငါတို့ဒီနေ့အဓိက focus လုပ်ရမှာကတော့ October monthly closing preparation အောက်တိုဘာလအတွက်အခုအောက်တိုဘာလမှာ meeting လုပ်တာဖြစ်တဲ့အတွက်အောက်တိုဘာလရဲ့ monthly closing တွေကို preparation လုပ်ကြမယ် GST reconciliation လုပ်ကြမယ်ပြီးအောက်တိုဘာပြီးတဲ့အခါမှာ quarterly GST အစိုးရကို submit လုပ်ရတာလည်းဖြစ်နိုင်တယ်။ Okay ဒါကြောင့်မလို့ဒီလို discussion လေးနဲ့စလိုက်တာဖြစ်ပါတယ်။ Honey tax ဆိုတာပြီးသေးတဲ့အလုပ်တွေ new priority ဆိုတာအသစ်ဦးစားပေးတွေ any clarification ဆိုတာရှင်းလင်းတဲ့ဟာတွေနော်။ Okay နံပါတ်2ကတော့ tax assignment by manager ပြီးလို့ရှိရင် manager ကနေတော့ accountant တွေကိုတယောက်ပြီးတယောက်ဘာလုပ်ရမလဲဆို tax တွေကို assign လုပ်တာဖြစ်ပါတယ်။ manager စာပြောမယ်ကိုက Here are the key updates and today's assignment. Agent, please verify all supplier invoices received up to yesterday. Make sure they are matched with purchase orders and delivery notes. Send me the summary by 4 p.m. today. Here are the key updates today assignment. ဒီနေ့ကတော့အဓိကငါတို့လုပ်ပေးမယ့် assignment တွေဖြစ်ပါတယ် agent ဆိုတာ account payable ကိုင်တာပါ agent လောက်ရမှာကတော့ please verify all supplier invoices supplier တွေ share ရတဲ့ invoices တွေအချွေတောင်းစာတွေကို verify လုပ်ပါစစ်စစ်ပါဘယ်နေ့ထိစစ်စစ်ရမယ်ဆို up to yesterday မနေ့ကအထိရတဲ့ဟာတွေစစ်စစ်ပါ make sure they match with purchase order and delivery note make sure invoice လာပြီဆိုလို့ရှိရင်တို့ကသူတို့ရှိကိုဝယ်ထားတဲ့ purchase order ရှိရပါမယ်ပြီးလို့ရှိရင်တို့ကတို့ပစ္စည်းပို့ထား delivery note ရှိရပါအဲ့ဒါ match လုပ် invoice purchase order delivery note match လုပ်ဒါမှလုပ်ငန်းဆောင်တာအောင်မြင်တယ်လို့ခေါ်တယ်ပြီးရင် send me the summary by today 4 p.m.
ဒီနေ့4နာရီထိုင်ငါ့ကို summary ပို့ပေးပါခေဒါ agent ကို text လောက်ရမယ့်ဟာကို assign လုပ်တာဖြစ်ပါတယ်စောမင်း follow up the three overdue customers ABC Logistic S&W Company and Royal Auto update collection status and air truck စောမင်းကတော့ account receiver ရစရာရှိအောင်တောင်းတဲ့ department မှာ follow up three overdue customer ငါတို့ပေးဖို့ကြော်နေတဲ့ပေးဖို့ channel ကြော်နေတဲ့ customer တော့ရှိရအဲ့ဒါကို follow up လုပ်ပါဒီနေ့လိုက်ပါ ABC Logistics တခုကနောက်တစ်ခုက S&W Company နောက်က Royal Auto တုံးပါ update collection status သူတို့ရှိတောင်းတဲ့ status တွေရတယ်မရဘူးဆိုအခြေအနေတွေကိုနောက် update လုပ်ပါ air tracking file ထဲမှာ update လုပ်ပါဒါမှမဟုတ်ဝင်ကြည့်လိုက်တဲ့အခါမှာရပြီလားမရဘူးလားဆိုတာသိရမှာဖြစ်ပါတယ်နေ့ရတော့ပေးဖို့ကြိုင်တာပါ prepare October drop payroll by this Friday don't forget to include the new staff and update CPI contribution နေ့သူကတော့ပေးလို့ကြိုင်တာဖြစ်ပါတယ် prepare October payroll drop by Friday အရင်ဆုံး October မှာလာကွယ်ဘယ်သူတွေကိုဘယ်လိုပေးမယ်ဘာနှုတ်မယ်ဆိုတာ CPF တွေဘယ်သူတွေပေးရမယ်နိုင်ငံစင်ကာပူရနဲ့ပေးရဆိုပြီး CPF တွေပေးရမယ်နှုတ်ရမယ် foreigner ဆိုပေးစရာမလိုအဲ့လိုမျိုး prepare အရင်လုပ်ရပါတယ် draft အကျန်းရင်လုပ်ရတယ်အဲ့ဒါကို manager က review လိုက်မယ်ဘယ်နေ့ဒီလဲ file this Friday ဒီအပတ် Friday နောက်ဆုံးတိုင်းကောက်ပေးပါ don't forget to include ထည့်ဖို့လည်းမမေ့နဲ့အောင်ဒီထဲမှာ new staff အသစ်တွေဝင်လာတယ်အရင်တိုင်းလစဉ်တိုင်း prepare လုပ်လိုက်သူတို့ကထည့်ပြီး prepare လုပ်ရမှာနော်ပြီးလို့ရှိရင် update CPF contribution ဝင်လာတဲ့ staff တွေက Singaporean PR တွေဆိုရင် Singapore ဆိုလို့ရှိရင် CPF contribution လုပ်ရမယ်အသက်ဘယ်လောက်ဆိုဘယ်လောက် rate ဆိုတာတခြားတွေ့ရမယ်အဲ့ဒါမမေ့နဲ့လို့ပြောချင်ဖြစ်ပါတယ် counter ကတော့ GL ကိုကိုင်းတဲ့သူပါ check trial balance alignment for both Singapore and Australian accounts report any unbalanced accounts check trial balance ကို check ပါ Singapore account နဲ့ Australian account ကို check ပါ align ဖြစ်သလားညီသလား report any unbalanced account မညီတဲ့ account တွေရှိရင်ငါ့ကို report လုပ်ပါတက်စုကတော့ fixed asset ကိုင်းတဲ့သူဖြစ်ပါတယ် complete the depreciation schedule for quarter 3 and check additions in the asset register ဒီနေ့ depreciation schedule for quarter 3ကိုပြီးအောင်လုပ်ပါပြီးလို့ရှိရင် addition တွေကိုနောက်ထပ်အပိုထပ်ဝယ်တာရှိတယ်ဆိုလို့ရှိရင် asset register တွေကိုထည့်ပါကြည့်ပါဒီရ bank reconciliation လုပ်တဲ့သူပါ complete bank reconciliation for UOB and OCBC by today send the reconcile statement to me ဒီနေ့ရတော့မယ် OCBC နဲ့ UOB စင်ကာပူမှာရှိတဲ့ bank account ကို reconcile လုပ်ပါဒီနေ့ပြီးအောင်လုပ်ပါပြီးလို့ရှိရင် reconcile လုပ်ပြီးတဲ့ statement ကိုပို့ပေးပါငြိမ်းချမ်းတော့ GST prepare လုပ်တဲ့လူပါ start preparing the FI GST draft for quarter 3 coordinate with APAR to ensure all taxable supplies and purchases are included ငြိမ်းချမ်း GST ပြင်ဖို့အတွက်3လတစ်ချိန် quarterly GST submission လုပ်တဲ့အခါမှာဒီကောင် form 5စင်ကုန်မှာဆိုပြင်ရပါတယ်အဲကြောင့် form 5ကိုပြင်မှာဘယ်အတွက်လဲ quarter 3 coordinate with APAR ဆိုတာက account payable account receivable နဲ့ coordinate လုပ်ပါတေးကြပါသည် taxable supply တွေအကုန်ပိုင်းရမယ်ကျွန်တော်တို့နောက်တစ်ခါကျွန်တော် purchase ဝယ်တော့ပေးထားတာတွေအကုန်ပိုင်းရမယ် transaction တွေဒါမှinput output tax တွေကိုတေချာတွေ့ရမှာဖြစ်ပါတယ် memo admin ကိုင်းတာပါ refill petty cash float and prepare reimbursement claims also check DHL courier tracking for document delivery memo refill petty cash flow petty cash ဆိုတာကနေ့စဉ်အသေးသုံးလေးသုံးမှုတဲ့အကောင့်နဲ့တရားကနေကိုင်ရပါတယ်အဲ့ petty cash ကိုတစ်လောက်ဘယ်လောက်သတ်မှတ်ထားတဲ့ limit အဲ့ဒါယူသုံးပြီးတော့နောက်လအစားကြလို့ရှိရင်ပြန်ပြီးတော့အဲ့သတ်မှတ်ထားတဲ့ flow amount ပြန်ပြီးထည့်ရမှာအဲ့ refill လုပ်တယ်လို့ခေါ်ပါတယ်ပြီးလို့ရှိရင် prepare reimbursement claim လို့သမားရ site ထားရရှိတဲ့ပြီးရင်ကိုယ့်ရှယ်ပြန် claim တာရှိအဲ့ဒါတွေကိုလည်း prepare လုပ်ရမယ် also check DHL courier tracking for document delivery DHL နေပြီးတော့ DHL တို့ FedEx ဆိုတာကကျွန်တော်တို့delivery document delivery လုပ်တဲ့service တွေပါသူတို့က document delivery လုပ်တာကိုလည်း tracking ပေးချလုပ်ပါမလွယ်အောင်နော် okay ဒီမှာဆိုလို့ရှိရင်တော့ reimbursement ဆိုတာပြန်ငွေပါနော်လူသမားတွေစိုက်ပြီးတော့ computer သုံးထားပြီးပြန်ပြီးတော့ claim ပါတယ် DHL courier ဆိုတာကစားပေးဖို့တဲ့ service ပါဒီတားလေးကတော့ပထမဦးဆုံး meeting စခြင်းမှာ introduction တို့ text assignment တို့တယောက်ချင်းစီကိုဘယ်လိုလုပ်တယ်အဲ့လိုတခါမှတော့ conversation လေးကိုကျွန်တော်ပြပြပေးသွားတာဖြစ်ပါတယ် see you next video
Bye bye